drama တွေမလို့ခြင်းနဲ့အမိုရင် Manchester United နီးပြအမိုရင်ကတော့သူ့အနေနဲ့အသင်းမှာရုန်းကန်နေရတဲ့ကစားသမားတွေကိုနှလုံးရောဂါရစေနိုင်တဲ့ drama တွေမလို့ခြင်းဘူးဆိုပြီးတော့ပြောကြားခဲ့ရလဲဖြစ်ပါတယ်။အမိုရင်ရဲ့ Manchester United အသင်းကတော့ဒီအသင်းမှာရုန်းကန်နေရပြီးတော့ခါရာဘောင်ဖလားမှာတော့လီတူကလပ်ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက်နီးပြအမိုရင်ကိုယာရုကနေထုတ်ပယ်ဖို့တောင်းဆိုမှုတွေတောင်ရှိခဲ့တာပါ။ဒါပေမဲ့ Manchester United ရဲ့ share အများစုပိုင်ရှင်ဖြစ်တယ်လို့အသင်းရဲ့အုပ်ချုပ်ရေးပိုင်းကိုအဓိကစီမံခန့်ခွဲနေတဲ့ဗြိတိန် Villaina Sergeant Ratcliffe ကတော့အမိုရင်ကို3နှစ်လောက်အချိန်ပေးခြင်းတယ်လို့လည်းပြောကြားထားပါသေးတယ်။အောက်တိုဘာလ4ရက်ဆန်နာလန်အသင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာတော့ဒီအသင်းမှာ Manchester United အသင်းရဲ့စွမ်းဆောင်ရည်အကောင်းဆုံးပွဲဖြစ်ပြီးတော့တပွဲလုံးကိုထိန်းကစားနိုင်တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ Manchester United အသင်းရဲ့ခြေစွမ်းမတည်ငြိမ်ခြင်းနဲ့ရလဒ်တွေမတည်ငြိမ်ခြင်းကအသင်းမှာရှိတဲ့လူတွေကိုစိတ်သက်ကြဆင်းစေပြီးတော့အခုအမိုရင်ကရင်ခုန်စရာကောင်းတဲ့ drama တွေထပ်မမြင်ချင်ဘူးလို့အသင်းကစားသမားတွေကိုပြောကြားခဲ့ကြောင်းကိုတော့အသင်းအတွင်းလူတအူးက The Sun သတင်းစာကိုပြောကြားခဲ့ပါတယ်။အသင်းအတွင်းလူတအူးပြောခဲ့တာကတော့အမိုရင်ကသူ့ကစားသမားတွေကိုပရိသတ်တွေက drama တွေမြင်ချင်ပေမဲ့သူကမမြင်ချင်ဘူးလို့ပြောကြားခဲ့တာပါသူကဆန်နာလန်နဲ့ပွဲမှာတော့အသင်းရဲ့စွမ်းဆောင်ရည်နဲ့ရလဒ်ပိုင်းကိုအရန်ကျေနပ်နေပါတယ်သူကဆန်နာလန်နဲ့ပွဲမှာခြေစွမ်းကပြီးခဲ့တဲ့ရာသီကဒီရာသီမှာဖြစ်ပျက်နေတဲ့နှလုံးရောဂါရစရာခြေစွမ်းတွေနဲ့စာရင်တော့ professional ဆန်တဲ့ခြေစွမ်းကိုရှုမြင်နေရပါတယ်သူကခြေစွမ်းတသမတ်ထမ်းမရှိခြင်းကစိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေပြီးတော့စိတ်အဆင်မပြေတဲ့အခါပြဿနာတွေပေါ်လာတတ်ကြောင်းအသင်းကစားသမားတွေကိုလည်းပြောကြားခဲ့ပါတယ်ဒါကြောင့်အမိုရင်ကကစားသမားတွေကိုနှလုံးရောဂါရစေမဲ့ drama တွေကိုမဖန်တီးဘဲနဲ့ရင်းရင်းကြက်ကြက်နဲ့အကောင်းဆုံးစွမ်းဆောင်ကြဖို့ညွှန်ကြားထားပါတယ်လို့ပြောကြားခဲ့တာပါ Manchester United အသင်းကနိုင်ငံတကာရက်သက်တစ်ပတ်အပြီးမှာတော့ Premier League ပွဲစဉ်ရှေ့ဖြစ်အောက်တိုဘာ19ရက်နေ့မှာတော့ Liverpool အသင်းနဲ့အဝေးကွင်းပွဲစဉ်ကိုရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်